တက္ကသိုလ်မှာ Queen ဖြစ်ခဲ့မှုတဲ့အမင်းသမီးများနံပါတ်၄နန္ဒာလိုင်ကမော်လမြိုင်တက္ကသိုလ်ရဲ့ Queen တစ်ယောက်ဖြစ်ပါတယ်နန္ဒာလိုင်ကဓာတုဗေဒမိသားရဲ့1994ခုနှစ်မှာကျောင်းရဲ့ Queen တစ်ယောက်အဖြစ်ရွေးချယ်ခံရတာဖြစ်ပါတယ်သူမကအနုပညာအလုပ်တွေလုပ်နေစဉ်ကနန္ဒာလိုင်ကပြမျိုးမမချင်းလို့ပြောရလောက်အောင်မြန်မာစံလွန်းလာတဲ့အလှမျိုးနဲ့နာမည်ကြီးခဲ့သူလည်းဖြစ်ပါတယ်သူမက1998ခုနှစ်မှာရွှေနသားစံအိမ်ရုပ်ရှင်နဲ့ဇပိုးစု2006ခုနှစ်မှာတောင်တမန်သစ္စာရုပ်ရှင်နဲ့အကောင်းဆုံးအမျိုးသမီးဇက်ဆောင်ဆုတွေရခဲ့ပါတယ်။ကြားပြည်သူမပါဝင်ထားတဲ့90စတာလိမ့်မယ်ဟာလေဒီကနေ့အထိပြည်သူတွေသဘောကျနေစေရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ဒီလိုအကယ်ဒမီတွေရပြီးအောင်မြင်နေချိန်မှာပဲနန္ဒာလိုင်ကအိမ်အောင်ပြုတ်ခဲ့ပြီးသူမရဲ့အနုပညာအလုပ်တွေကိုတခန့်ရက်ခဲ့ပါတယ်။နံပါတ်5ပိုးမမီတာစစိုင်းခမ်းလိုင်တင်မိခဲ့တဲ့မင်းသမီးတွေကတလက်ဖြစ်တဲ့ပိုးမမီတာကရန်ကုန်စစ်တက္ကသိုလ်တရဲ့ Queen တူဖြစ်ခဲ့ဘူးသူပါသူမကဆိုင် Cosmetic ရဲ့တက္ကသိုလ်က Queen တွေနဲ့ကြော်ညာရိုက်ကူးတဲ့အစီအစဉ်ကနေတဆင့်ပြည်သက်တွေရှေ့ရောက်လာပြီးတဖြည်းဖြည်းအောင်မြင်လာသူဖြစ်ပြီးတော့ပြီးခဲ့တဲ့နှစ်ကအကယ်ဒမီရခဲ့တဲ့ရုပ်ရှင်စကားကြီးဗရောက်ကားတဲ့ဂီတမှာဇက်ဆောင်ဖြစ်ပါဝင်ထားပါတယ်ဒီကားမှာသူမကအကယ်ဒမီမရခဲ့ပေမဲ့စစိုင်းခမ်းလိုင်ကတော့ဇက်ဆောင်ဆုရောစကားဆုပါအကယ်ဒမီဆု2ဆုရရှိခဲ့လိုက်ပါတယ်နံပါတ်6ဖုန်းတီရီကျော်ကတော့သူများတွေလိုအနုပညာလမ်းကြောင်းပေါ်တက်ရောက်လာသူမဟုတ်ပဲ Facebook ပေါ်ဓာတ်ပုံလေးတွေတင်ရကတဆင့်သူမရဲ့ချစ်စရာကောင်းမှုကြောင့်ယောက်ျားလေးပြည်သက်အများအပြားပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ဖုန်းတီရီကျော်က2013-2014ခုနှစ်ရန်ကုန်တက္ကသိုလ်ဥပဒေပညာဌာနရဲ့ Queen တစ်ယောက်ဖြစ်ပါတယ်။သူမကိုပပရိုက်ကူးရေးတချို့မှာရန်ဖန်ရန်ခါတွေ့ရတတ်ပြီးမြဲရှင်းနေလုံးမဲဆိုတဲ့အရွယ်ချက်ရှိတာကြောင့်ကမ်းလှမ်းလာတဲ့ဇလန်တိုးတွေကိုလက်မခံဖြစ်တဲ့အကြောင်းသူမကပြောပြထားပါတယ်။နံပါတ်9နေကြည်ရှွန်းလက်ပကံမြို့သူမျက်လုံးမှာအလွမ်းနှက်ခမ်းမာနဇလန်ကျွဲတွေမှာအကောင်းဆုံးတရုပ်ဆောင်နိုင်ခဲ့တဲ့နေကြည်ရွှန်းလက်ကအမျိုးသားယဉ်ကျေးမှုနဲ့အနုပညာတက္ကသိုလ်ပြဆက်တဲ့ရုပ်ရှင်မီဇာရဲ့ Queen တစ်ယောက်အဖြစ်ရွေးချယ်ခံထားရသူဖြစ်ပါတယ်။သူမကအခုမှအနုပညာလမ်းကြောင်းပေါ်စတင်ဝင်ရောက်လာတဲ့မျက်နှာသစ်ဆိုပေမဲ့ကြိုက်ရစရုံမှာအကောင်းဆုံးတရုပ်ဆောင်နိုင်သူလည်းဖြစ်ပါတယ်။